Okay နော်အားလုံးပဲမြင်ကြပါပါ6နဲ့ဒီ8နဲ့ပေါင်းတော့4နော်4နဲ့ခွန်3ည5အခွေရမယ်ဒီမှာ40ဆိုပြီးထွက်တယ်နော်409နဲ့ဒီ3ညနဲ့ပေါင်းတော့9ရမယ်9 6 1 8 3အခွေရမယ်နော်9 6 1 8 3ဆိုဒီမှာ16နော်16ထွက်တယ်ပြီးရင်ဒီမှာ8 1ဆိုပြီးထွက်တယ်နော်1နဲ့4နဲ့ပေါင်းတော့5 3 8 1 6ခွေရမယ်5 3 8 1 6ဆိုဒီမှာ1 8နော်1 8ဆိုပြီးထွက်တယ်ပြီးရင်ဒီမှာရှင်5နော်ရှင်5ရှင်းတဲ့ဒီ4နဲ့ပေါင်းတော့2 4 9 6 1အခွေရမယ်ဒီမှာ6 9ဆိုပြီးထွက်တယ်နော်6 9ဒီမှာ3ညနဲ့ဒီ3ညနဲ့ပေါင်းတော့3ညခွန်နဲ့4 9အခွေရမယ်နော်ခေနော်ပြီးတော့ထိပ်စီး3လုံးထိပ်ကဒီမှာ6နဲ့ဒီ3ညနဲ့ပေါင်းတော့6 6ကို5နဲ့ပေါင်းတော့1 8 3ထိပ်ရမယ်ဒီမှာ30ဆိုပြီးထွက်တယ်နော်3ထိပ်9နဲ့2နဲ့1ကိုဒီ1နဲ့ပေါင်းတော့2ရမယ်2 4 9ထိပ်ရမယ်နော်ဒီမှာ4 3 4ထိပ်9 4ဆိုတော့9ထိပ်နော်ဒီနဲ့တင်နဲ့2ကို6နဲ့ပေါင်းတော့8 8 6ထိပ်ရမယ်1 8ဆိုတော့1ထိပ်8 4ဆိုတော့8ထိပ်8 5ဆိုတော့8ထိပ်ပြီးရင်8 8ဆိုတော့8ထိပ်နော်6 2ဆိုတော့6ထိပ်နော်ရှင်းနဲ့9နဲ့3 3ကိုဒီ2နဲ့ပေါင်းတော့9ရမယ်5 3 8ထိပ်ရမယ်နော်5 3 8ဆိုတော့ဒီမှာ8 6ဆိုတော့8ထိပ်5 3ဆိုတော့5ထိပ်နော်8 9ဒီ6နဲ့ပေါင်းတော့4ရမယ်4 2ခွန်ထိပ်စီရမယ်နော်